အားလုံးပဲမင်္ဂလာပါရှင် Western Mayo Cash မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကိုရီးယားဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ဟေမင်ဆွနေရေးသားထားတဲ့ The things you can see only when you slow down အရာရာကိုအေးအေးဆေးဆေးလုပ်ကြည့်မှမြင်နိုင်တဲ့အရာများဆိုတဲ့စာအုပ်လေးကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်တခါတလေမှာကျွန်တော်တို့ကအလွန်မင်းအလုံးရှုပ်နေတဲ့လောကကြီးထဲမှာပဲမျက်စိလည်းလမ်းမနေသလိုခံစားရတတ်ပါတယ်။အဲ့ဒီခါမှာလောကကြီးကပဲအလုံးရှုပ်နေရလားဒါမှမဟုတ်ငါရဲ့စိတ်ကပဲအလုံးရှုပ်နေရလားဆိုတာကိုပြန်မေးဖို့လိုအပ်ပါတယ်။တောင်ကိုရီးယားနာမည်ကြီးစင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးဟေမင်ဆူနန်ကကျွန်တော်ရဲ့ဘဝကိုပုံမူအေးချမ်းပြီးတတိတရားရှိရှိဖြတ်သန်းနိုင်ဖို့ခုလိုလမ်းညွှန်ထားပါတယ်။တစ်စိတ်နဲ့ကပါကျွန်တော်တို့ဟာစိတ်နဲ့ပြင်ပလောကကိုသိချစီလို့ထင်ကြပေမယ့်တကယ်တော့အဲ့ဒီနှစ်ခုကြားစီးရအလွန်ပါလွှတ်ပါတယ်လောကကြီးဟာသူ့လိုလိုပြောစရာဒါမှမဟုတ်ဝမ်းနည်းစရာဖြစ်နေရမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်ကလောကကြီးပေါ်ဘလို့ပုံပေါ်မြင်တယ်လဲဆိုတဲ့ပုံမှာပဲမူတည်ရပါကျွန်တော်တို့ရဲ့စိတ်ကဘာအောင်အာရုံစိုက်နေတယ်လဲအဲ့ဒီအရာကပဲကျွန်တော်တို့ရဲ့ကဘာဖြစ်လာတာပါဒါကြောင့်စိတ်ကိုအနာပေးလိုက်တဲ့အခါလောကကြီးကလည်းကျွန်တော်တို့နဲ့အတူတူအနာရသွားပါလိမ့်မယ်နှစ်စိတ်ခံစားချက်တွေကိုမေ့ဖွင့်ခြင်းဒေါသထွက်တာမနာလိုဖြစ်တာဒါမှမဟုတ်စိတ်တကြတာတွေဖြစ်လာတဲ့အခါအဲ့ဒီခံစားချက်တွေကိုအတင်းကျပ်ထိန်းချုပ်ဖို့ဒါမှမဟုတ်ဖိနှိပ်ဖို့မကြိုးစားပါနဲ့အဲ့ဒီစားခံစားချက်တွေကိုဒေါသဒါမှမဟုတ်မုန်းတိမှုဆိုတဲ့နာမည်တစ်စိတ်ကတ်တာမျိုးလည်းမလုပ်ပဲသူ့ရဲ့စွမ်းရည်ကိုပဲညီညီလေးစောင့်ကြည့်ပေးပါစိတ်ခံစားချက်ဆိုတာကောင်းကင်မှာဖြတ်သန်းသွားတဲ့တိတ်တက်တီလိုပါပဲသူတို့ဟာသူတို့အလိုလိုပြောက်ခဲ့သွားပါလိမ့်မယ်သုံးလူမှုဆက်ဆံရေးနဲ့ခွင့်လွှတ်ခြင်းလူမှုဆက်ဆံရေးဟာမိဖို့ဘေးမှာထိုင်နေရတယ်လို့ပါပဲနီကက်လုံးရင်ပူလောင်တတ်ပြီးဝေးလုံးရင်လည်းအေးဆက်တတ်တာကြောင့်တင်းတင်းနဲ့အကွာအဝေးတစ်ခုထားရှိဖို့လိုအပ်ပါတယ်တစ်ဖက်လူကိုဖြစ်စေခြင်းတယ်လို့ပြောင်းလဲဖို့ကြိုးစားခြင်းဟာဆက်ဆံရေးကိုပုံမတင်းမာစေပါတယ်ခွင့်လွှတ်ခြင်းဆိုတာကလည်းတစ်ဖက်လူကခွင့်လွှတ်ဖို့ထိုက်တန်လို့မဟုတ်ပဲကိုယ့်ရဲ့စိတ်နှလုံးလွတ်မြောက်ဖို့နဲ့ပျော်ရွှင်ဖို့အတွက်သာဖြစ်ပါတယ်၄အေးဆေးစွာဖြတ်သန်းခြင်းရဲ့အကျိုးကျေးဇူးကျွန်တော်တို့ဟာနှေးကွေးစွာလှုပ်ဆောင်ကြည့်မှသာဘဝရဲ့အလှတရားတွေကိုပုံမမြင်တွေ့နိုင်မှာပါအလုပ်တစ်ခုကိုအောင်မြင်ဖို့အတွက်အတင်းအကျပ်တွန်းအားပေးနေရတဲ့လက်ရှိအချိန်မှာစိတ်ကိုထားရှိပြီးပေါ့ပေါ့ပါပါလှုပ်ဆောင်တာဒီတွင်ဖန်တီးနိုင်စွမ်းရှိစေပါတယ်မိမိကိုယ်ကိုမပြည့်စုံဘူးလို့ခံစားရရင်တော့မှအဲ့ဒီမပြည့်စုံမှုတွေနဲ့အတူကိုချစ်ခင်မြတ်လို့ပေးပါအပိစကတခွန်းဟာလူတစ်ယောက်ရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်တယ်လို့တင်းရဲ့စိတ်ကိုအနာပေးလိုက်ခြင်းကလည်းဒီဘဝကိုအသစ်တစ်ပံပြန်လဲနှိုးထားစေမှာဖြစ်ပါတယ်စိတ်ကိုအနာပေးဖို့ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်လို့ရမလဲစိတ်ခံစားချက်များကိုတတိတရားဖြင့်စောင့်ကြည့်ခြင်းစိတ်ထဲမှာမကောင်းတဲ့ခံစားချက်တွေဖြစ်ပေါ်နေပြီဆိုရင်အတင်းကျပ်ထိန်းချုပ်တာဒါမှမဟုတ်ဖိနှိပ်ဖို့မကြိုးစားပါနဲ့အဲ့ဒီခံစားချက်ကိုဒေါသဒါမှမဟုတ်မုန်းတီးမှုလို့နာမည်တက်တာမျိုးလည်းမလုပ်ပါနဲ့သူ့ရဲ့စွမ်းရည်ကိုသာနင်းနေလေးစောင့်ကြည့်နေလိုက်ပါအနည်းဆုံး3မိနစ်ခန့်ရည်ရည်စီးဆင်းမှုကိုစောင့်ကြည့်နေတယ်လို့မျိုးမိမိရဲ့ခံစားချက်ကိုပြင်ပလူတစ်ယောက်ကဲ့သို့စောင့်ကြည့်ခြင်းဖြင့်လည်းစွမ်းအင်တွေပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်လက်ရှိချိန်မှာနေထိုင်ခြင်းအထိမှန်နာခြင်းစရာမှတ်ဉာဏ်တွေကိုဖယ်ရှားဖို့ဒီနေရာအခုအချိန်ကိုသာအာရုံစိုက်ပါအသက်ကိုပြင်းပြင်းနဲ့ဖြည်းဖြည်းချင်းရှူသွင်းရှူထုတ်လုပ်ပြီးအတန်များကြားမှာရှိနေတဲ့တိတ်ဆိတ်မှုကိုသတိပြုကြည့်ပါ
စိတ်ဖိစီးမှုများကိုစာရွက်ပေါ်မှာချရေးခြင်းတည်ရဲ့စိတ်ဖိစီးစေတဲ့အရာများလှုပ်ဆောင်ရမယ့်အသေးအဖွဲကိစ္စများအားလုံးကိုစာရွက်တွေပေါ်မှာချရေးလိုက်ပါအဲ့လိုပြုလုပ်ခြင်းနဲ့လည်းစိတ်ထဲမှာရှုပ်ထွေးနေတဲ့အရာတွေကိုစာရွက်ပေါ်ပြောင်းရွှေ့လိုက်သလိုဖြစ်စေပြီးစိတ်ကိုပေါ့ပါစွာအနားယူစေနိုင်ပါတယ်ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုများစိတ်ထဲမှာတခုခုအပြေရှာမရဖြစ်နေရဆိုရင်နေအောင်ကြီးအောက်မှာလဲလျှောက်ပေးပါနေအောင်ကြီးဟာစိတ်ကိုတည်ငြိမ်စေတဲ့တက်ကိုထွက်စေပါတယ်ဒါပြင်စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာတဏှာရီခဲစောစောအိယာဝင်ခြင်းရလဲနောက်တစ်နေ့အတွက်ပြဿနာတွေကိုပုံမပေါ့ပါစွာရင်ဆိုင်နိုင်စေပါတယ်အိတ်ခန့်ဒီမှာမိမိကျေးဇူးတင်ရမယ့်သူတွေဒါမှမဟုတ်မိမိပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကိုပြန်လည်တွေးတောခြင်းရလဲအေဂျင့်စွာအိပ်ပျော်စေဖို့အထောက်အကူဖြစ်စေပါတယ်ရိုးရှင်းသောအလှတရားများကိုခံစားခြင်းစိတ်တကြနေဆိုရင်ကလေးငယ်တယောက်အိပ်ပျော်နေတဲ့မျက်နှာကိုတစ်မိနစ်ခန့်စိုက်ကြည့်ကြည့်ပါ၎င်းဟာစိတ်ထဲမှာအေးချမ်းမှုလှိုင်းတပိုးတွေကိုဖြစ်ပေါ်စေပါတယ်ပန်းလေးတွေဝယ်ယူပြီးဧကန်ထဲမှာထားရှိပေးခြင်းရလဲအလှတရားကိုခံစားပြီးစိတ်ကိုအနာပေးစေနိုင်ပါတယ်မေတ္တာပွားခြင်းစိတ်ထဲမှာအစိတ်တောက်တွေဖြစ်နေရဆိုရင်မေတ္တာပို့သခြင်းကိုလေ့ကျင့်ကြည့်ပါမျက်စိမိတ်ပြီးငါရဲ့မိတ်ဆွေတွေနဲ့တည်ကျွမ်းသူတွေအားလုံးချစ်ချင်းမေတ္တာကိုရရှိပြီးဘေးရန်ကင်းကြပါစေလို့ဆုတောင်းပေးခြင်းဖြင့်လည်းမိမိကိုယ်တိုင်လည်းချစ်ချင်းမေတ္တာနဲ့လုံခြုံမှုခံစားရစေပါတယ်မေတ္တာပို့တဲ့အခါစိတ်ထဲကနေဘယ်လိုရွတ်ဆိုရမလဲအခြေခံရွတ်ဆိုဖို့အနေနဲ့ကတော့မျက်လုံးမိတ်ပြီးအသက်ကိုပြင်းပြရှုစိတ်ထဲကနေငါရဲ့မိတ်ဆွေတွေနဲ့တည်ကျွမ်းသူတွေအားလုံးချစ်ချင်းမေတ္တာကိုရရှိပြီးဘေးရန်ကင်းကြပါစေလို့ရွတ်ဆိုကြည့်ပါအဲ့လိုမေတ္တာပို့သခြင်းအဖြစ်လဲတစ်ဖက်လူတို့သမကမိမိကိုယ်တိုင်လဲချစ်ချင်းမေတ္တာနဲ့လုံခြုံမှုကိုခံစားရစေပါတယ်မိမိကိုယ်ကိုမေတ္တာပို့ခြင်းမိမိကိုယ်ကိုချစ်ခင်ကြောင်းဖော်ပြဖို့အတွက်တခါတည်းမှာကိုယ်နှလုံးသားကိုကိုယ်တိုင်ဖြစ်လဲပို့သက်ပေးရင်မင်းကိုငါချစ်တယ်လို့မေတ္တာပို့သပေးကြည့်ပါမိမိကိုယ်တိုင်မှာမပြည့်စုံမှုတွေရှိနေရင်တော့မိမိကိုယ်ကိုချစ်မြတ်နိုးပေးဖို့ရည်ကြီးပါတယ်အခြားသူများအတွက်ဆုတောင်းပေးခြင်းမိသားစုဝင်များအတွက်သူတို့ရဲ့ပျော်ရွှင်မှုအတွက်ဆုတောင်းပေးနိုင်ပါတယ်စိတ်တူစရာကောင်းတဲ့သူဒါမှမဟုတ်မကောင်းတဲ့စိတ်ထားရှိသူနဲ့ကြုံရတဲ့အခါတွေမှာလည်းစိတ်ထဲမှာနေပြီးထို့သူသည်ဘေးရန်ကင်းပါစေလို့တူတူလေးဆုတောင်းပေးပြီးကြော်ဖြတ်သွားဖို့အကြံပြုထားပါတယ်အလိုမေတ္တာပွားများခြင်းရလဲစိတ်ထဲမှာစုဝင်နေတဲ့ဒေါသစိတ်ပြတ်မှုဒါမှမဟုတ်ဝမ်းနည်းမှုအစိတ်ကြောက်တွေကိုပြေရောသွားစေနိုင်ပါတယ်တခြားသူတွေပျော်ရွှင်ပါစေကြောင်းမေတ္တာပို့သခြင်းဟာမိမိကိုယ်တိုင်ကိုလည်းပျော်ရွှင်စေပြီးစိတ်ထဲမှာရှိရဲ့ဒေါသစိတ်ပြတ်မှုနဲ့ဝမ်းနည်းမှုအစိတ်တောက်တွေကိုလည်းပြေရောသွားစေနိုင်ပါတယ်ဒီကုန်းချုပ်အနေနဲ့ကျွန်ုပ်တို့ရဲ့ဘဝခေတ်လမ်းမှာအမြဲတမ်းအချိန်နဲ့အမျှအပြေးလွှမ်းလိုက်နေရတယ်လို့ခံစားနေရတာမျိုးဒါမှမဟုတ်အနာဂတ်ကလည်းမောင်မိုက်ပြီးမရင်မရဖြစ်နေတယ်လို့ထင်မြင်နေရင်ခဏလောက်ရက်တန့်ပြီးအသက်ပြင်းပြင်းရှူသွင်းလိုက်ပါအရာရာကိုအေးအေးဆေးဆေးနဲ့ကိုယ်ရွှာလှုပ်ဆောင်ကြည့်မှသာကျွန်ုပ်တို့ရဲ့ဆက်ဆက်ရေးအတွေ့အကြုံနဲ့နာကျင်မှုတွေကိုပုံမှုရှင်းလင်းစွာမြင်တွေ့နိုင်မှာဖြစ်ပါတယ်ကျွန်ုပ်တို့အတွေ့တွေကိုခဏလောက်ရက်တန့်လိုက်ပြီးလက်ရှိချိန်မှာရှိနေတဲ့အရာတွေကိုသတိပြုမိတဲ့အခါဘဝရေးဟာပုံမတက်တောင့်တတာရှိလာတယ်လို့ခံစားရပါလိမ့်မယ်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကျမ်းမာပျော်ရွှင်ပြီးအေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်နေကြပါစေရှင်။